အားလုံးမင်္ဂလာကျွန်တော်ရခေလို့ခေါ်ပါတယ်ဒီနေ့ဆွေအောင်မှာတော့ခီးထွက်မှာတော့ဒီနေ့ပါလေခဲတဲ့ရခုံးမှာရှိမတိုးတွေ့ဟိုလိုက်တော့မယ်ဟုတ်အဲ့လိုတော့ဒီတီအဲ့မင်းနဲ့ရှိမတက်ပြင်တွေ့ရတယ်အဲ့လိုကျွန်တော်လာရောက်လာကြမခါပြီးတော့တက်လာမယ်တက်လို့ဘူးတော့ထားလာမယ်ဘိုးလို့ပြောကျွန်တော်ဒီတော့ကျန်အဲ့ယူဒီမှာကူတွေ့တယ်အဲ့ကူရှုမယ်ဗျာကျွန်တော်ကူရှုနေတာအိုးတော့ကြောင်လာရရှိမှာတော့အရင်တွေ့တယ်တော့ကူရှုအိုးဟာတော်တော်များတယ်โอเคကူကြမှာတော့ပေါ်ရတဲ့ချီအဲ့လိုလည်းချက်လိုက်ချက်ပြီးတော့ဘာလို့တန်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 ဒါလေးစမ်းတစုံလေးပါကွာအိုး what the fuck bro ဟေ့အောင်ကြီးဘာကြီး送啊မတိလက်ဘူးနော်လေးယုံစားလိုက်ကြရဟုတ်ကြရဟုတ်တယ်နော်လည်းဒီတော့ပြီးတော့တော့အရင်နေကြိုးဖို့တတ်တာအဲ့ဒီမှာခါကြည့်ဟောတော့ဒီနော်လို့လာမယ်အဲတော့မီလီနဲ့ရအောင်ကျွန်တော်ဒီပြတ်မှုအောင်မအရင်နေလိုက်တယ်ဒီကတော့လေးထမယ်ဘာလို့ဒါလည်းလို့ရဒီစားဘာလို့
အိမ်စားဖို့တော့အိမ်စားဖို့တော့ဘာမှမစားတဲ့ဆိုင်လို့ခေါ်သူပြီးမတော့စားလိုက်ဟိုတော့လည်းညပ်ပါလေ哎呦，操！哦，ဒါကနာအဲ့လိုမျိုးကြီးတယ်နော်အစင်ကနာဒါမှရှိချီအောင်ကျန်ကဆိုငါလည်းဆိုကြိုက်တယ်တူတူငယ်ငယ်တပြောရလေဟာခုရောပြီလင်တာလို့နော်ရေးပြီးတော့တယ်တခုတည်းမရနော်နဲခါကျွန်တော်နော်ဟိုးကနားလေးမှာစားဖို့ဒီမှာစုလို့အဲ့တော့အင်းဟုတ်ပြီစင်ရထားဖို့တော့ဆောက်လိုက်မယ်ကဲအားလုံးပဲကျွန်တော်ထောစရာလေးခဏချီကိုဒီလေးခဏရပါပါအားလုံးပဲအဆင်ပြေတော့မသိဘူး